ဆိုတော့ကျွန်တော်တို့ရေပန်းကြည့်ဖို့ရောက်ရှိနေပါမယ်မင်္ဂလာပါခုကတော့ကျွန်တော်တို့ကမ္ဘာအမြင့်ဆုံးအဆောက်အဦဒူဘိုင်းရဲ့အထင်ကရအဆောက်အဦတစ်ခုဖြစ်တဲ့ဘာခလီဖာရဲ့ပေါ်ဆုံးထပ်ကိုတောင်းမှာဖြစ်ပါတယ်ဒီအဆောက်အဦရဲ့အမြင့်828မီတာအမြင့်ရှိပြီးတော့အထက်ထိတော့163တက်ရှိပါတယ်ဒီအဆောက်အဦရဲ့ဒီဇိုင်းကိုတော့အစ္စလာမ်ပြည်သူ့ကပုံစံနဲ့ဒေသခံပန်းပုံစံကိုအခြေခံပြီးတော့လေတံခံနိုင်အောင်လို့အဆင့်လိုက်ထပ်ထားတဲ့ဒီဇိုင်းပုံစံမျိုးဖန်တီးထားတယ်လို့သိရပါတယ်အဆောက်အဦဆောက်လုပ်တဲ့နေရာမှာတော့နိုင်ငံတကာမှာရှိတဲ့ engineer တွေနဲ့စုပေါင်းပြီးတော့အဆောက်အဦကိုတော့2010ခုနှစ်မှာဆောက်လုပ်ပြီးရှိခဲ့တယ်လို့သိရပါတယ်ဒါတော့ကျွန်တော်တို့အဆောက်အဦရဲ့အပေါ်ဆုံးတက်ကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ညဘက်ဆိုရင်တော့အရန်လာပါတယ်မိကျင်းနေဆိုတော့ခေါ်တော့ကျွန်တော်မိုးချုပ်ပြီးဆိုတော့ညဘက် LED show တွားကြည့်မှဖြစ်ပါတယ်ဒီနေရာတော့ညဘက်ဆိုလူရမ်းစီပါတယ်ညဘက်ဆိုရင်ရှိုးကနိုင်ဝတ်တစ်ခါ3မိနစ်စီလောက်ပြရပြီလေပေါ့နော်တစ်ခါတလေတချို့ရက်တွေဆိုရင်တော့လေဆာရှိုးလည်းရှိပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ LED ရှိုးပဲရှိတယ်ဆိုတော့ LED ရှိုးပဲကြည့်ပြီးတော့ပြန်မှာဖြစ်ပါတယ်La galère gal bitch. J'écris mon histoire tout comme un écrivain. La gaine dans le bain, l'eau mousse sur mes mains. La plaie est ouverte et referme le lendemain. Un petit jeu de jambes, je tape un festin. Le regard assassine, je refais le vitrine. Arrêt sur la table, je fais croquer les copines. Une substance fine qui en devient cristalline. Elle finit inhalée dans le pif d'une clandestine. Dans la boîte je fais M.A. Dans la maison Visa Mia. Sur son gros boulin Raidoka. Dans mon slip c'est le Burj Khalifa. À la bas je fais M.A. Dans la maison Visa Mia. Sur son gros boulin Raidoka. Dans mon slip c'est le Burj Khalifa. Bébé white vert de sky et je wine. Bouge ton boule, pas de sexe, pas de mind. Mire flash, l'alcool qui tombe que tu whine. Pas de limite, on s'envole, tu m'enjailles. Sur la piste t'es trop belle. မနက်ဖြန်ကြရင်တော့ကျွန်တော်တက်ကနိုင်အောင်တော့မယ်ဗီဒီယိုလေးတင်ပေးဖို့ရှိပါတယ်တတာပါ